ဒီနေရာမှာနစ်မြုပ်သွားတဲ့အရာတွေကသမုဒ္ဒရာကျမ်းပြင်စီကိုကျဆင်းမသွားဘဲထာဝရပျောက်ကွယ်သွားတတ်ပါတယ်။ဒါကတော့မိုင်ယာမီ၊ဘာမြူဒါနဲ့ပွာတိုရီကိုကျွန်းစုတွေကြားမှာရှိတဲ့ဘာမြူဒါတွီကန်လို့လူသိများတဲ့ရေပြင်တစ်ခုပါ။ဆယ်စုနှစ်တွေနဲ့ချီပြီးဒီနယ်မြေထဲကိုဝင်ရောက်သွားခဲ့တဲ့သင်္ဘောတွေနဲ့လေယာဉ်တွေဟာတဲလွန်စမကြံပဲဆန်းဆန်းပြပြပျောက်ဆုံးသွားခဲ့ကြတယ်။ဒီဖြစ်ရပ်တွေဟာများသောအားဖြင့်ရေဒီယိုအဆက်အသွယ်တွေရုတ်တရက်လုံးဝပြတ်တောက်သွားတာကနေစတင်လေ့ရှိပါတယ်။အချို့လေယာဉ်မှူးတွေမပျောက်ဆုံးခင်သတင်းပို့ချက်တွေအရသူတို့ရဲ့အမြင်အာရုံကိုပိတ်ဆို့ထားတဲ့မြို့ကိုးတံတိုင်းကြီးတွေပက်ပက်လဲဝိုင်းရံလာတယ်လို့ဆိုကြပါတယ်။လမ်းပြအရာရှိတွေကလည်းအရက်မျက်နှာကိုခွဲခြားလို့မရတော့ဘဲလမ်းပြောင်းနေကြောင်းပြောခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့တန်လိုက်အိမ်မြောင်တွေဟာအကြောင်းရင်းမရှိဘဲယူသွစွာတရားဆက်လက်ပတ်ပါတော့တယ်။ကယ်ဆယ်ရေးအဖွဲ့တွေရောက်သွားတဲ့အခါမှာတော့တချို့သင်္ဘောတွေကိုအပြက်စီးမရှိဘဲတွေ့ရတတ်ပေမဲ့လူတစ်ယောက်မှရှိမနေတော့ပါဘူး။ပြင်ဆင်ထားတဲ့အစားအစာတွေကအရာမယွင်းလူသုံးကုန်ပစ္စည်းတွေကလည်းရှိရမယ့်နေရာမှာအတိုင်းသားတွေ့ခဲ့ရတာပါ။စုံစမ်းစစ်ဆေးသူအချို့ကတော့ရေအောက်ကနေမီသိန်းဓာတ်ငွေ့တွေပေါက်ကွဲထွက်လာပြီးသင်္ဘောတစ်စီးလုံးကိုဝါမျိုးသွားတာမျိုးဖြစ်နိုင်တယ်လို့ယူဆကြတယ်။အချို့ကလည်းပြင်းထန်တဲ့လှိုင်းလုံးတွေနဲ့မူမမှန်တဲ့တန်လိုက်ဆက်ကွင်းကစက်တက်ရင်တွေကိုအန္တရာယ်ဖြစ်စေခဲ့တာလို့ဆိုကြပါတယ်။ဒါပေမဲ့သုတေသီတွေကရုပ်ဝတ္ထုသက်သေရှာဖွေတဲ့အခါမှာတော့ဒီစမ်းကြယ်မှုကပိုပြီးတော့နည်းနည်းလာခဲ့ပါတယ်။ခေတ်မီဆိုနာစနစ်တွေနဲ့ဆယ်စုနှစ်ပေါင်းများစွာရှာဖွေခဲ့ကြပေမဲ့ပျက်စီးသွားတဲ့အပိုင်းအစအများစုကိုရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီလိုမတေချာမှုတွေကြောင့်ပဲဘာမြူဒါတွီကန်ကိုတမိုင်းတစ်လျှောက်အပြေရှာမရဆုံးလှုပ်ဝက်စမ်းကြယ်နယ်မြေတစ်ခုဖြစ်စေခဲ့တာပါ။ပြီးတော့ပျောက်ဆုံးသွားသူတွေဟာဒီရေနက်ပိုင်းရဲ့တနေရာမှာအခုထိကျန်ရှိနေနိုင်ပါသေးတယ်။